မြန်မာပြည်တွေကမြို့လေးတစ်မျိုးကိုရောက်နေရဲဆိုပေမဲ့မိုင်းလာမျိုးကအမကြီးနှစ်သမီးလမ်းဆိုတဲ့လမ်းကလေးကိုတွားလည်ဖြစ်ခဲ့ပါသေးတယ်။အဲဒီလမ်းကလေးတွေကိုစဝင်လိုက်ပြီးဆိုတော့နဲ့လင်းအားဖြောရောင်စုံမီးလေးတွေထွန်းထားတဲ့အလင်းရအောင်ပါခင်မမီဝေစားထားတဲ့အမျိုးသမီးငယ်တွေခုံလေးတွေနဲ့တန်းစီထိုင်နေကြတာကိုတွေ့ရပါတယ်။ဘောင်းမီတို့စကက်တို့နဲ့သူတို့ရဲ့ခန္ဓာကိုယ်အလှပေါ်လွင်အောင်ဖက်ရှင်ကြဝတ်ဆင်ထားပုံညနာအလှပြင်ဆင်ထားပုံတွေကပြိုင်ပွဲဝင်တော့မဲ့ model တွေအလားထင်ရပါတယ်။သူတို့တွေအားလုံးဟာဧည့်သည်အလားကိုဆိုင်ရှိကခုံတွေပေါ်မှာထိုင်ပြီးစောင့်မျှော်နေကြပုံပါ။လမ်းထဲကိုကားကွေလာပြီးဆိုတာနဲ့ပထမဦးဆုံးဆိုင်ရဲ့ရှေ့မှာထိုင်နေကြတဲ့မျိုးသမီးငယ်ကကားတွေရှေ့ရကိုရောက်လာကြပါတယ်။အသက်အရွယ်တွေရတော့16 19ကနေ25 30ဝန်းကျင်တွေလို့ခံမှန်းမိပါတယ်။သူတို့တွေကကားကိုရက်ခိုင်းပြီးတကားဖွင့်ခိုင်းပါတယ်။ကားထဲပါလာသူတွေကိုအင်မတန်ရင်းနှီးနေပြီးသားမိတ်ဆွေပြန်တွေ့ရတဲ့အတိုင်းအပေါ်ရွေနဲ့နှုတ်ဆက်နေကြသူ။ဒီသားဟောင်းနဲ့ပြန်တွေ့ရတဲ့အလားလက်မောင်းခါးတွေကိုဆွဲဖက်ပြီးချွတ်နှံ့နေပါတော့တယ်။သူတို့ချွတ်နေတာကတော့သူတို့ကိုလိမ်ပြောင်ပြင်းရေးအတွက်နဲ့အပြင်ခေါ်သွားဖို့ပါ။ခေါ်သွားဖို့အတွက်လည်းအားထုတ်မြှူဆွဲကြပါတယ်။အခေါ်ပြတဲ့အကြောင်းပြောရင်မရဘူးခေါ်ပါလိုက်ချင်